လာမယ့်နေ့ရာသီစပါးသင်းမှရိုမဲရိုထွက်ခွာဝယ်ရှိဘောလုံးကြသူများအတွက်ကျမတို့ရဲ့1 million ချန်နယ်ကိုပြန်လည်ကြိုးစားရပါတယ်။စပါးသင်းရဲ့အားထားရတဲ့နောက်ခံလူရိုမဲရိုကလာမယ့်နေ့ရာသီအပြောင်းရွှေ့မှာအသင်းရထွက်ခွာဝယ်ရှိတယ်လို့အပြောင်းရွှေ့ဂရုရိုမာနိုရဲ့ပြောကြားချက်ကိုကိုးကားပြီးဖော်ပြနေကြပါတယ်။အသက်29နှစ်အရွယ်ရိုမဲရိုကိုဥရောပကလပ်အသင်းတွေစိတ်ဝင်စားနေကြတာဖြစ်လို့ရိုမဲရိုနဲ့နွေရာသီမှာစပါးသင်းကနေထွက်ခွာဝယ်ရှိတယ်လို့နီးစပ်တဲ့သတင်းရှင်းလင်းတွေစီကနေသိရပါတယ်။2022ခုနှစ်နွေရာသီမှာအီတလီစီးရီးအေကလပ်အတလနာအသင်းစီကနေပြောင်းရွှေ့ကြေးယူရိုတန်း90နဲ့စပါးသင်းစီကိုရောက်လာခဲ့တဲ့ရိုမဲရိုကလန်ဒန်မြေပေါ်မှာကောင်းမွန်တဲ့ခန်းစစ်သမားတစ်ယောက်ဖြစ်တည်ဆောက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။အခုရာသီမှာလည်းရိုမဲရိုကစပါးအတွက်ပြိုင်ပွဲစုံ29ဝယ်မှာ6ဂိုးသွင်းယူပြီးဂိုးဖန်နေမှု3ချိန်ပြုလုပ်ပေးထားပါတယ်။အသင်းခန့်စင်မှာစွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ရိုမဲရိုကိုစပါးသင်းက2025ခုနှစ်မှာ၄နှစ်သက်တမ်းရှိတဲ့စာချုပ်သစ်ကိုချုပ်ဆိုထားတာကြောင့်ရိုမဲရိုနဲ့စပါးသင်းတို့စာချုပ်က2029ခုနှစ်ဇွန်လကုန်ထိရှိနေတာဖြစ်ပါတယ်။ရိုမဲရိုကစပါးသင်းမှာတစ်နှစ်လောက်အားကပေါင်10တန်းကျော်ရရှိနေပြီးပြီးခဲ့တဲ့နှစ်ရာသီကရိုမဲရိုကိုစပိန်လာလီဂါကလပ်အတလက်တီကိုမက်ဒရစ်အသင်းစိတ်ဝင်စားခဲ့ဘူးသလိုလာမယ့်နှစ်ရာသီမှာလည်းဥရောပကလပ်အသင်းတွေအပြိုင်ဆိုင်ကမ်းလှမ်းပွဲရှိနေတာဖြစ်ပါတယ်။